သူတော်စင်တို့ပေါ့နော်ဘုံဘုံတို့ကံကောင်းထောက်မှကြသည်အလျော်စွာဗုဒ္ဓဘာသာအများဆုံးကိုးကွယ်တဲ့နိုင်ငံမှာလူဖြစ်တယ်ကိုယ့်ရဲ့ဗုဒ္ဓဘာသာမိဘတွေညီကိုမောင်နှမတွေဗုဒ္ဓဘာသာအတိုင်းဝိုင်းနဲ့တွေ့ရတော့မိမိတို့တွေလည်းပဲအတိတ်ကံရဲ့ဖိမမှုကြောင့်စောင့်ရှောက်မှုကြောင့်ချင်းမြောက်မှုကြောင့်ဗုဒ္ဓဘာသာတွေဖြစ်ကြတယ်ပေါ့အဲ့တော့ဗုဒ္ဓဘာသာဖြစ်ရုံလေးနဲ့မလုံလောက်သေးဘူးဗုဒ္ဓဘာသာကောင်းဖြစ်ဖို့လိုအပ်ပါတယ်ဗုဒ္ဓဘာသာကောင်းဖြစ်ဖို့ဆိုလို့ရှိရင်ဗုဒ္ဓဘာသာအစုံအမတွေကိုလိုက်နာကျင့်သုံးဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ဗုဒ္ဓဘာသာကောင်းဖြစ်ဖို့အတွက်တို့တွေဘယ်လိုလိုက်နာကျင့်သုံးရပါမလဲဆိုရင်နံပါတ်1ကတော့ဗုဒ္ဓဘာသာကောင်းတို့ရဲ့အည်အသွေးအမှတ်သားကတော့ဘယ်နေရာရောက်ဘယ်အချိန်မှာပဲဖြစ်ဖြစ်ဘယ်ပုဂ္ဂိုလ်နဲ့ပဲတွေ့ကြုံဘယ်နိုင်ငံမှာပဲရှိနေပေါ့ဖရာတရားသံဃာယရဏမြတ်3ပါးနဲ့အနန္တကျေးဇူးရှင်အနန္တခိုင်းဝင်ဖြစ်တဲ့မိဘဆရာသမားတွေကိုမမေ့ရဘူးဒါဗုဒ္ဓဘာသာတို့ရဲ့နံပါတ်1အရေးကြီးဆုံးအရေးသေးကအနန္တအနန္တ5ပါးမမေ့ရဘူးဘာမမေ့ရဘူးတော့အနန္တအနန္တကိုမမေ့ရဘူးဖရာမမေ့ရဘူးတရားမမေ့ရဘူးသံဃာမမေ့ရဘူးကိုယ့်ရဲ့မိဘမမေ့ရဘူးကိုယ့်ရဲ့ဆရာသမားတွေပါတော့မမေ့ရဘူးအဲ့ဒါမြင့်မှတ်တာကြားလားနံပါတ်2ကဘာတော့နံပါတ်2ကကိုကျင့်သီလကောင်းရမယ်နံပါတ်2ကဘာကောင်းကိုကျင့်သီလဆိုတာသတ်မှတ်ထားတဲ့စည်းကမ်းကိုပြောတာနော်စည်းကမ်းကောင်းနေရဗျမ်းပဒါမနေရအောင်တာဝန်ကျေရတယ်ပေါ့ဒီနေရာမှာသီလဆိုဒီမှာကလှုပ်တဲ့လှုပ်ထိုက်တာလှုပ်ရတာလဲသီလပဲမလှုပ်တဲ့မလှုပ်လိုက်တာမလှုပ်ရတာလဲသီလပဲခုနတော့ကဂရကမပေါင်းတော်ကောင်းတို့အာနာတိပါဒဝေရမဏိအဒိဏဒါနဝေရမဏိဒါတွေကမလှုပ်တဲ့မလှုပ်ထိုက်တဲ့အတွက်ကြောင့်ဒါတွေကိုရှောင်ကျဉ်ကြပါမလှုပ်ကြပါနဲ့လို့ဘုရားရှင်ကသတ်မှတ်ပေးလိုက်တာဒါတွေလို့ရင်ဘာဖြစ်တော့ဆင်းရဲဒုက္ခရောက်မယ်လေဒါကြောင့်ဆင်းရဲဒုက္ခမရောက်စေခြင်းတဲ့အတွက်ကြောင့်ချမ်းသာဒုက္ခရောက်စေခြင်းတဲ့အတွက်ကြောင့်ဘုရားရှင်ကသူများတက်မတတ်နဲ့သူများဆံမခိုးကြနဲ့သူများသားများမစောကားကြနဲ့လိညာမပြောကြနဲ့အယက်သေးစားမတော့စားကြနဲ့လို့ဘုရားရှင်ကဒါမလုပ်ရမယ့်စီကံဒါဝါရိတ္တသီလလို့ခေါ်ပါတယ်ဟောဒါကမလုပ်ရမယ့်စီကံကိုကျင့်သီလလုပ်ရမယ့်ဥစ္စာတွေကြဘာတော့မိဘဖြစ်လာရင်